အားတို့တွေးကြည့်ဘူးလားလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကြီးကကဘာပေါ်မှာလူသားတွေမတွေးဆနိုင်လောက်တဲ့အစစ်မြစ်နီးပညာတွေအဆောက်အုံကြီးတွေစာပေယဉ်ကျေးမှုနဲ့နိုင်ငံကိုအုပ်ချုပ်တဲ့စနစ်တွေနော်နက္ခတ်ဗေဒပညာတွေသင်္ချာပညာတွေစတွေကသူ့ဟာသူအလိုလိုပဲလူသားတွေစီရောက်လာတယ်လို့မိတ်ဆွေတို့တွေးခဲ့ဘူးလားဘာမှမဟုတ်တစုံတစ်ယောက်က import လုပ်လိုက်ပြီးတော့ကျွန်တော်တို့ရဲ့အသည့်တွေကိုဝင်ရောက်လာတယ်ဒီဗီဒီယိုလေးမှာရှင်းပြတော့မှာဖြစ်ပါတယ်ဒီပညာတွေကိုသင်ပေးခဲ့တဲ့အာနူနာကီဆိုတာတကယ်ပဲကောင်းကင်ကဆင်းသက်လာတဲ့နတ်ဘုရားတစ်ပါးလားအာနူနာကီအကြောင်းကိုသိဖို့ဆိုရင်ကမ္ဘာအစောဆုံးယဉ်ကျေးမှုတွေထွန်းကားခဲ့တဲ့ဆူမာရီယန်လူမျိုးတွေစီကိုယဉ်သွားရပါလိမ့်မယ်လွန်ခဲ့တဲ့နှစ်ပေါင်း9000ကျော်ယခုအီရတ်လို့လူသိများတဲ့နေရာမှာဆူမာရီယန်လူမျိုးတွေကနေထိုင်ကျက်စားခဲ့ကြပါတယ်လူမျိုးတွေကအဲ့ဒီခေတ်ကတည်းကတင်ချာနက္ခတ္တဗေဒပညာနဲ့သက်ဆိုင်တဲ့ပညာရက်တွေနော်အဆောက်အဦကြီးတွေနော်ရေမြောင်းစနစ်တွေတရားဥပဒေတွေစတဲ့နည်းပညာတွေကိုထူးဆန်းစွာတက်မြောက်နေကြပြီဖြစ်ပါတယ်အဲ့ဒီနည်းပညာနဲ့ပတ်သက်တာတွေကိုကောင်းကင်ကနေဆင်းသက်လာတဲ့နတ်ဘုရားတွေကလာရောက်သင်ပေးတယ်လို့သူတို့ကယုံကြည်ထားကြပါတယ်အာနူနာကီကိုဓာတ်ရိုက်အဓိပ္ပာယ်ပြန်ရမယ်ဆိုရင်တော့ကောင်းကင်ကနေကဘာမြေကိုဆင်းသက်လာကြသူများလို့အဓိပ္ပာယ်ရပါတယ်အာနူနာကီမှာနတ်ဘုရားကြီး၃ပါးရှိပါတယ်ဆူမာရီယန်ဒနာရီထဲမှာတော့ထိုနတ်ဘုရား၃ပါးကိုအာနူအင်လီနဲ့အင်ခီဆိုတဲ့၃ပါးသောနတ်ဘုရားတွေရှိပါတယ်ပထမဦးဆုံးဒီအာနူဆိုတဲ့ဘုရင်ကြီးကတော့သူဟာကောင်းကင်ဘုံနဲ့ universe တစ်ခုလုံးကိုအုပ်ချုပ်သူအာနူနာကီတို့ရဲ့ဘုရင်လို့လည်းသတ်မှတ်ထားကြပါတယ်ဒုတိယတစ်ပါးကတော့အင်လီဖြစ်ပြီးသူကတော့ကဘာမြေနဲ့လေထုကိုစိုးမိုးထားသူဟာလူသားတွေကိုတိတ်မကြည့်ဘူးပဲစီကန်းကြည့်တဲ့နတ်ဘုရားလို့လူအများခေါ်ဆိုကြပါတယ်တတိယမြောက်တစ်ပါးကတော့အင်ခီလို့အမည်ရပါတယ်သူကတော့ရေမြေအောက်ကဘာနဲ့ဉာဏ်ပညာကိုစိုးမိုးသူဖြစ်ပြီးလူသားတွေကိုဖန်တီးခဲ့တဲ့လူသားတွေအပေါ်အလွန်ကျင်နာတတ်တဲ့နတ်ဘုရားတစ်ပါးဖြစ်ပါတယ်သူတို့တွေကဘယ်ကလာကြသလဲဆိုလို့ရှိရင်လျှို့ဝှက်စမ်းကြဲတဲ့ဟီဘရူးဂျူကနေပြီးတော့လာရောက်ကြတာပဲဖြစ်ပါတယ်1986ခုနှစ်မှာသူတေသနပညာရှင်ဇာခရီယာစစ်ချင်းဆိုတဲ့သူတေသနပညာရှင်ဟာဆူမာရီယန်ရှွန့်စေးပြားကိုဘာသာပြန်ပြီးကဘာကိုတုံလှုပ်စေမဲ့အယူဆတစ်ခုကိုချပြခဲ့ပါတယ်အဲ့ဒါကတော့အာနူနာကီတွေဟာကျွန်တော်တို့နေအဖွဲ့အစည်းထဲမှာရှိပြီးတာမန်မျက်စိနဲ့မမြင်နိုင်တဲ့ဟီဘရူးဆိုတဲ့ဂျိုကနေလာခဲ့တာပဲဖြစ်ပါတယ်ဒီဟီဘရူးဂျိုဟာနေကိုတပတ်ပတ်ဖို့ကမ္ဘာရက်ပေါင်း3600ကြာမြင့်ပါတယ်သူတို့ဂျိုရဲ့လေတုနဲ့အပူချိန်ပျက်စီးလာတာကိုကာကွယ်ဖို့အတွက်အာနူနာကီတွေဟာအကာအကွယ်တစ်ခုလုပ်ဖို့ရွှေဆိုတဲ့တတုတစ်မျိုးကိုလိုအပ်လာပါတော့တယ်ဒါကြောင့်လွန်ခဲ့တဲ့နှစ်ပေါင်း4သိန်းခွဲခန့်ကရွှေရှာဖွေဖို့ကမ္ဘာမြေကြီးကိုဆင်းသက်လာပါတော့တယ်အစပိုင်းမှာတော့သူတို့လူမျိုးတွေဖြစ်တဲ့ဒီကျွန်းလုတ်သမားတွေဒီကျွန်းလူရန်စားဖြစ်တဲ့အီဂီဂီတွေကိုဒီအာဖရိကဘက်မှာရွှေတွေကိုပင်ပန်းတူးခေါ်ခိုင်းကြတယ်နောက်တော့နှစ်ပေါင်းထောင်ချီပြီးတော့အလုတ်လုတ်လာတဲ့ဒီအီဂီဂီဆိုတဲ့ဒီကျွန်းလူရန်စားတွေကမခံနိုင်တော့ပဲပုံကံမှုတွေဖြစ်လာပါတော့တယ်ဒီပြဿနာကိုဖြေရှင်းဖို့နတ်ဘုရားအန်ခီဟာကဘာပေါ်မှာရှိတဲ့မြောက်ဝံရဲ့ DNA နဲ့သူတို့အာနူနာကီတွေရဲ့မျိုးရိုးဗီဇ DNA ကိုပေါင်းဆက်ပြီးတော့မျိုးရိုးဗီဇအသစ်ပြုလုပ်လာခဲ့ပါတော့တယ်ရည်ရွယ်ချက်ကတော့သူတို့အစားဒီရွှေတူးပေးမဲ့အလုပ်သမားကိုတက်တက်ဖန်တီးခြင်းတဲ့ပုံစံမျိုးပေါ့အဲ့ဒီကနေတဆင့်ခေတ်သစ်လူသားတွေစတင်ဖြစ်တည်လာပါတော့တယ်ဒါဟာကဘာဦးချမ်းတဲ့ဘုရားသခင်ကလူကိုမိမိပုံတရံအတိုင်းဖန်တီးတယ်ဆိုတဲ့စကားနဲ့စကားလုံးချင်းထူးဆန်းစွာတူညီနေပါတယ်ကဘာကြီးရေလွှမ်းမိုးခြင်းနဲ့အာနူနာကီများထွက်ခွာခြင်းအချိန်ကြာလာတဲ့အမျှကဘာလူဦးရေဟာအယမ်းများလာပြီးစုညံလာတဲ့အတွက်ဒုတိယမြောက်နတ်ဘုရားဖြစ်တဲ့အန်လီဟာလူသားတွေကိုဖျက်ဆီးပစ်ချင်လာပါတော့တယ်အဲ့ဒီအချိန်မှာကဘာကြီးကအစမတန်ရေလွှမ်းမိုးမဲ့တဘာဝဘေးအန္တရာယ်ကြီးကြာရောက်ဖို့ဖြစ်လာပါတော့တယ်အန်လီဟာလူသားတွေကိုမကယ်တင်ပဲပစ်ထားဖို့အမိန့်ပေးခဲ့ပေမဲ့လူသားတွေကိုချစ်တဲ့အန်ကီကတော့အထရာဟာစစ်ဒါမှမဟုတ်နော်အေဆိုတဲ့လူသားကိုဒီလှုပ်ဝက်တင်မော်ဆောက်ခိုင်းပြီးတက်ရှိတဲ့မျိုးစိတ်ကိုကယ်တင်နိုင်ခဲ့ပါတယ်ရေလွှမ်းမိုးမှုအပြီးကဘာမြေပျက်စီးသွားတဲ့အခါအာနူနာကီတွေဟာသူတို့ရဲ့ရင်ပြန်တွေနဲ့ကဘာမြေကပြန်လဲထောက်ခွာသွားကြတယ်လို့ဒဏ္ဍာရီတွေကဆိုပါတယ်သိပ္ပံပညာရှင်များနဲ့သမိုင်းပညာရှင်တို့၏တုံ့ပြန်ချက်ဒါဆိုဒီအချက်တွေကတကယ်ပဲလားခေတ်သစ်သမိုင်းပညာရှင်တွေနဲ့ NASA လိုသိပ္ပံအဖွဲ့အစည်းတွေကတော့
ဒါကိုပြင်းပြင်းထန်ထန်ညှင်းဆိုထားပါတယ်သူတို့ရဲ့အဆိုအရအာနူနာကီတွေဟာရှေးလူသားတွေရဲ့စိတ်ကူးရင်နတ်ဖျားပုံမြင်နေတာဖြစ်ပြီးဟီဘရူးဂျိုတည်ရှိကြောင်းခိုင်မာတဲ့အထောက်အထားမရှိဘူးလို့ဆိုကြပါတယ်ဇာခရီယာစစ်ချင်းရဲ့ဘာသာပြန်ချက်တွေဟာလည်းလွဲမှားနေတယ်လို့ဝေဖန်ထောက်ပြကြပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းကဘာတဝန်းကပိရမစ်တွေရဲ့နက်ခတ်ပေဒဆိုင်ရာတိကျမှုနဲ့ရှေးဟောင်းကြောက်စာတွေကတော့မိကုံးထုတ်စရာဖြစ်ကြန့်ရှိနေစေဖြစ်ပါတယ်ကဲတင်ရောဘလို့ထင်ပါလဲအာနူနာကီတွေဟာတကယ်ပဲကဘာမျိုးကိုလာခဲ့ပြီးလူသားတွေပြုပြင်ဖန်တီးရတဲ့အာကာသကြိုးစားတွေလားဒါမှမဟုတ်ရှေ့လူမျိုးတွေရဲ့ဒန္တာကြီးပုံမြင်နေပဲလားဆိုတာအောက်ကကွန်မန့်ထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့တာပေါ့